ဒီနေ့ခေတ်မှာကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့ Google Maps အစားတော့မှာယူရဲ့ app တွေကနေလေရင်သင်းမောက်ခီးစဉ်တွေအထိ GPS Global Positioning System မပါရင်မဖြစ်တော့ပါဘူး။ဒါပေမဲ့ဒီကဘာကျော်နီးပညာရဲ့အသက်သွေးကြောထက်တဲ့တင်ချတွက်ချက်မှုတွေကိုဖန်တီးခဲ့တာကအမျိုးသမီးတဦးဆိုတာကိုတော့လူသိနေနေသေးပါ။သူမရဲ့အမိကတော့ Gladys West ဖြစ်ပါတယ်။1930ပြည့်နှစ် American ပြည်ထောင်စု Virginia ပြည်နယ်ရဲ့စီးရဲနွမ်းပါတဲ့လယ်သမားမိသားစုကနေသူမကိုမွေးဖွားခဲ့ပါတယ်။ငယ်စဉ်မှာမိဘတွေနဲ့အတူဝါကွန်းခင်းတွေထဲမှာပင်ပန်းအကျုပ်လုပ်ခဲ့ရတာကြောင့်ဒီပင်ပန်းတဲ့ဘဝကနေလွတ်မြောက်ဖို့ပညာရေးဟာတခုတည်းသောလမ်းကြောင်းပဲဆိုတာကိုသူမကနားလည်ခဲ့ပါတယ်။သူမရဲ့စူးစမ်းအားထုတ်မှုတွေကြောင့်ပဲပညာသင်ဆုရရှိခဲ့ပြီးသင်္ချာဘာသာရပ်နဲ့ဘွဲရရှိခဲ့တဲ့ American ကလူမင်းအမျိုးသမီးအနှဲငယ်တွေကတဦးဖြစ်လာခဲ့ပါတယ်။1956ခုနှစ်မှာတော့သူမဟာရေတဲ့ Santa Quinn Naval Proving Ground မှာအလုပ်ရခဲ့ပါတယ်။သူမကအဲ့ဒီခေတ်မှာအဲ့ဒီဌာနမှာဒုတိယမြောက်ခန့်အပ်ခံရတဲ့လူမဲအမျိုးသမီးဖြစ်လာပါတယ်။ယနေ့ခေတ်စူပါကွန်ပျူတာနဲ့မပေါ်ခင်မှာ Gladys ဟာရှုပ်ထွေးလို့နဲ့ကိန်းဂဏန်းတွေကိုစာမျက်နှာပြောင်းများစွာလက်နဲ့တွက်ချက်ခဲ့ရပါတယ်။ကိန်းဂဏန်းတစ်ခုမားတာနဲ့ဂျိုဒူးမရှင်တစ်ခုလုံးပျက်စီးသွားနိုင်တာကြောင့်ဒီနေ့ကို12နာရီကျော်ကအမအရွေးမရှိအောင်အစွမ်းကုန်အာယုံစိုက်ခဲ့ရပါတယ်။အမျိုးသားတွေကရှေ့တန်းမှာအတိမတ်ဂုဏ်ပြုမှုတွေရယူနေချိန်မှာသူမကတော့နောက်ွယ်ကနေကမ္ဘာအနာဂတ်ကိုပြောင်းလဲပေးမဲ့တွက်ချက်မှုတွေကိုတိတ်တဆိတ်လှုပ်ဆောင်နေခဲ့ပါတယ်။ GPS နဲ့တိကျဖို့အထက်ကမ္ဘာကြီးရဲ့ပုံသဏ္ဍာန်ကိုအတိအကျသိဖို့လိုပါတယ်။ကမ္ဘာကြီးဟာလုံးလုံးနဲ့ဆက်ဝိုင်းပုံစံမဟုတ်ပဲစောင်းနေလားမညီညာတာတွေရှိပါတယ်။ Gladys West ကတီရှုပ်ဖွေးတဲ့ပုံသဏ္ဍာန်တွေကိုတွက်ချက်နိုင်မဲ့သင်္ချာပုံသင်နည်းနဲ့ပုံသငယ်တွေကိုဖန်တီးပေးခဲ့တာပါ။သူမကိုယ်တိုင်ကတော့ GPS လို့ခေါ်တဲ့ကမ္ဘာကျော်နီးပညာကိုဖန်တီးနေတယ်လို့မသိပါဘူး။ပုံမိုတိကျတဲ့မြေပုံတွေဖန်တီးနေတယ်လို့ပဲယူဆခဲ့တာပါ။ဒါပေမဲ့သူမရဲ့အဲ့ဒီတိကျမှုကတည်းယနေ့ခေတ် GPS ရဲ့အခြေခံအုတ်မြစ်ထစ်လာခဲ့ပြီးသူမရဲ့တွက်ချက်မှုတွေကကမ္ဘာအနာဂတ်ကိုပြောင်းလဲပေးခဲ့ပါတယ်။ Gladys West ဟာဒီနယ်ပေါ်မှာ40နှစ်ကြာအမှုထမ်းခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့စူးစမ်းမှုကိုကမ္ဘာကချက်ချင်းသတိမထားမိပါဘူး။2018ခုနှစ်သူမအသက်89နှစ်အရွယ်ကျမှတာ American လေတပ်ကသူမကိုတရားဝင်ဂုဏ်ပြုခဲ့ပြီး Air Force Space and Missile Pioneers Hall of Fame ထဲမှာထည့်သွင်းမှတ်တမ်းတင်ခဲ့ပါတယ်။သူရဲကောင်းတိုင်းဟာចောင်းသုံးဆောင်တွေထဲမှာပါလာမတတ်ပါဘူး။တမိုင်းစာမျက်နှာတွေမှာဖုံးကွယ်ခံထားရတဲ့သူရဲကောင်းတွေအများကြီးရှိပါတယ်။ Gladys West ဟာခွဲခြားဆက်ဆံမှုတွေခက်ခဲတဲ့လူမှုဘဝတွေကိုသင်္ချာပညာနဲ့အနိုင်ယူပြီးတကမ္ဘာလုံးအတွက်အလင်းပြခဲ့သူတူဦးချေချောင်းဂုဏ်ယူဝင်ကြွားစွာပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်